ဒလသရာကြောင့်ဘဝတစ်ခုလုံးပြောင်းလဲကကြော်ညာတွေမနာတမ်းရိုက်ကူးနေရပြီဖြစ်တဲ့ TikTok ဆယ်လီနဲ့မင်္ဂလာပါငယ်ချင်းလေးတို့ရေအခုဆိုလို့ရှိရင် TikTok မှာလူပြောများနေခဲ့ပြီဒလတရားပေါ်မှာတနေ့တစ်မျိုးမကြိုအောင်ဗီဒီယိုတွေစက်တိုက်ရိုက်တင်နေခဲ့တဲ့ဒလသရာကြီးနဲ့အတူသူ့ရဲ့အလှအပတွေကိုချပြခဲ့တဲ့ TikTok ဆယ်လီနဲ့ဟာနေ့ချင်းညချင်းပဲနာမည်ကြီးလို့လာခဲ့ပါတယ် TikTok ဆယ်လီနဲ့ဟာအကောင့်နာမည်ကတော့မောင်ကျော်ဖြစ်ပြီးတော့ဟိန္ဒူဘာသာဝင်တယောက်ပါဒလတစ်ဖက်ကမ်းမျိုးမှာလည်းနေထိုင်ခဲ့ပါတယ်သူဟာဒလသရာဖွင့်ချိန်မှစပြီးတော့သရာပေါ်ကနေတနေ့တစ်မျိုးမရိုးအောင်ဗီဒီယိုတွေအပုပ်ပေါင်း200ကျော်ကိုရိုက်ကူးခဲ့တာပဲဖြစ်ပါတယ် TikTok ကနေတဆင့် Facebook မှာကော YouTube မှာကောသတင်းဌာနတွေမှာပါ TikTok ဆယ်လီနဲ့ဟာနာမည်ကြီးလာခဲ့တာပါသရာပေါ်မှာ TikTok တွေများစွာရိုက်ကူးခဲ့တဲ့အတွက်သက်ဆိုင်ရာထိန်းသိမ်းခြင်းကိုလည်းခံခဲ့ရပါသေးတယ်သက်ဆိုင်ရာဌာနရဲ့ထိန်းသိမ်းခြင်းကိုခံခဲ့ရပြီးတဲ့နောက်မှာတော့ TikTok ဆယ်လီနဲ့ဟာသရာပေါ်မှာမစော့ဘဲနဲ့သရာအောက်ကဖီပေါ်မှာ TikTok ထပ်မံစော့ခဲ့ပါသေးတယ်ဒါကိုကြည့်ချင်းအပြင်သူ့ရဲ့စိတ်အားထက်သန်ဖို့ကိုကျွန်တော်တို့အားလုံးကသိမြင်ခဲ့ရပါတယ်ဒီချက်တွေကြောင့်သူကလူပြောများလာခဲ့တာသရာပေါ်ကမီးလုံးတွေဓာတ်ကြိုးတွေခိုးခဲ့တာကြောင့်သရာပေါ်မှာလမ်းလျှောက်ခွင့်ကိုပိတ်လိုက်တယ်လို့လည်းသိရှိခဲ့ရပါတယ်။ဇာဘီသားအမိုက်တွေကိုလမ်းပေါ်မှာပစင်မကျင်စွန့်ပစ်ခဲ့တာတွေကြောင့်ဒလသရာဟာခွင့်ပြီးချင်းတိတ်မကြခင်မှာပဲရုပ်ဆိုးကြီးတန်ခဲ့တယ်လို့လည်းသိရှိခဲ့ရပါတယ်။ဒီဖြစ်စဉ်ကိုတားဆီးဖို့အတွက်သက်ဆိုင်ရာခန္ဓာပိုင်များကသရာပေါ်မှာလမ်းလျှောက်ခွင့်ကိုပိတ်ပင်ခဲ့ကြတာပါ။ဒါကြောင့် TikTok ဆယ်လီနဲ့ဟာလည်းသရာပေါ်မှာ TikTok ရိုက်ကူးခြင်းကရပ်တန့်ခဲ့ကြရပါ။ TikTok ဆယ်လီနဲ့ဟာအခုဆိုရင်ဒလသရာပေါ်မှာ TikTok တွေရိုက်ကူးခွင့်မရှိတော့ပေမဲ့လည်းသူ့ရဲ့အသက်မွေးဝမ်းကြောင်းကတော့ဆက်လက်လုပ်ကိုင်နေသေးပါဒါအပြင်ခုချိန်မှာဆိုလို့ရှိရင်သူဟာကြော်ညာတွေများပြရိုက်ကူးနေရပြီလို့လည်းသိရှိရပါတယ်ဒလသရာရဲ့တစ်ဖက်ကမ်းမှာရှိတဲ့ဒိုးဆိုင်တွေကုန်းစုံဆိုင်တွေနဲ့ကွန်းရဆိုင်တွေကသူ့ကို TikTok ခေါ်ယူရိုက်ကူးခဲ့တယ်လို့သိရှိခဲ့ရတာသူရဲ့ social media ဖြစ်တဲ့ TikTok မှာဆိုလို့ရှိရင်လည်းကြော်ညာတွေကဘလူပြောင်းတင်ထားခဲ့နေပါပြီဖုန်းဆိုင်တွေဝတ်စားဆိုင်တွေကလည်းသူ့ကို offer ပေးခဲ့တယ်လို့သိရှိခဲ့ရပါတယ်တစ်ချိန်က TikTok တအားဆောလို့လူပြောများခဲ့တဲ့နယ်လေးဟာအခုဆိုလို့ရှိရင်လူအများအားကြရတဲ့ TikTok ဆယ်လီတယောက်လည်းဖြစ်လာပါပြီဒါတည်းမကပဲအခုဆိုလို့ရှိရင်ကြော်ညာလုပ်ငန်းအများပြကိုလက်ခံလုပ်ကင်နေပြီးတော့မိသားစုအတွက်တစ်ဖက်တစ်လမ်းကနေဝင်ငွေထောက်ပံ့နေတဲ့သားလိမ္မာကောင်းလေးလည်းဖြစ်လာခဲ့ရပါဒါကြောင့်တန်ထမ်းလာတာကိုပဲမြင်ရတယ်ကန်ထမ်းလာတာကိုမမြင်အောင်လို့ကျွန်တော်တို့ဗမာလူမျိုးတွေကစကပုံခွင့်နှွှဲပြီးတော့ပြောဆိုခဲ့ကြတာပါအဲစကပုံတိုင်းမှာပဲအခုဆိုရင် TikTok ဆယ်လီအနေလေးဟာသူ့ရဲ့ဘဝကနေချင်းညချင်းကိုပြောင်းလဲခဲ့သွားကြရပါယခု TikTok ဆယ်လီအနေလေးရဲ့စူးစမ်းအားထုတ်မှုကတော့ညီကိုမောင်နှမများအတွက်စံနမူနာယူထိုက်တယ်လို့ဟောထင်ပါသလားလွန်ခဲ့တဲ့အချိန်ကာလအတိုင်းအတာတစ်ခုတုန်းကဒလသရာပေါ်မှာ TikTok ဆော့ခဲ့တဲ့အနေတယောက်ဟာအခုဆိုလို့ရှိရင်မိဘကိုထောက်ပံ့ပေးနိုင်တဲ့သားလိမ္မာတယောက်ဖြစ် TikTok မှာတက်တည်နေနိုင်ခဲ့ပါသူ့ရဲ့ fan လေးတွေကလည်းသူ့ကိုတော်လိုက်တာစူးစမ်းတာအရာထင်သွားခဲ့ပြီးပဲအားကြပါတယ်ဆိုတဲ့ဝေဖန်ချီးကျူးတန်တွေလည်းထွက်ပေါ်လာခဲ့ပါတယ်ဒီသက်ကြီးတို့ရောဘယ်လိုမြင်လဲ TikTok ဆယ်လီအနေလေးကိုမှတ်ချက်ပေးသွားကြပါဦးခုလိုမျိုးသတင်းလေးတွေကိုပုံမှန်တင်ဆက်ပေးသွားမှာမို့ကျွန်တော်တို့ရဲ့သတင်း TV channel လေးကို like and subscribe လုပ်ခဲ့ကြပါဦး